အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဝင်မြပေးချင်တာလေးကတော့ဖိုးဆန်ရှိုးတာပခုံးကတ်တယ်ဆိုတာဗာလဲပခုံးကြီးပေါင်းနဲ့တူပါသလားဆိုတဲ့အကြောင်းအရာကိုဝင်မြပေးချင်တာဖြစ်ပါတယ်ရှင်ပခုံးခဲပြီးကတ်တဲ့ဖိုးဆန်ရှိုးတာဆိုတာပခုံးအစစ်ပတ်လဲရှိအယွတ်များအကျော်များတူတဲ့တောင်နှင်းပြီးရောင်ရမ်းလာကပခုံးကိုလှုပ်ရှားရခက်ခဲသွားစီတော့အခြေအနေတစ်ခုဖြစ်ပါတယ်ရှင်တပြေးပြေးချင်းဖြစ်လာတတ်ပြီးပျောက်ကင်းရဲ့လာမနဲ့အထိခြားတတ်ပါတယ်ရှင်ပထမအဆင့်မှာပကုံးလှုပ်ရှားလိုက်တိုင်းနာကျင်လာပြီးလှုပ်ရှားနိုင်စံတစ်ဖြည်းဖြည်းနေပါလာပါမယ်။ညဘက်မှာပိုနာတတ်ပါရှင်။ဒုတိယအဆင့်မှာနာကျင်မှုအနေငယ်ရွသွားနိုင်တော့လေပကုံးကအလွန်တောင်းတင်းသွားပြီးလှုပ်ရှားရခက်လာပါမယ်ရှင်။နေ့စဉ်အလုံးများစပင်ပြီးတာအင်ချီလေးတာစတာတွေမှာခက်ခဲမှုရှိလာပါရှင်။တတိယအဆင့်ကတော့တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာပြီးနာကျင်မှုမရှိတော့တဲ့အထိပျောက်ကင်းသွားတဲ့အဆင့်ဖြစ်ပါရှင်။ပထမအဆင့်ကနေတတိယအဆင့်ထိလာပေါင်းများစွာသို့မဟုတ်နှစ်ကာလတစ်ခုအထိကြာတတ်ပါရှင်။ဒါကြောင့်ဖြစ်ရလဲဆိုတာကိုတိတိကျကျမသိရသေးပါဘူးရှင်။အကြောင်းမျိုးကြောင့်ပခုံးအစစ်တဝိုက်ကအရွတ်တွေအကျော်တွေရောင်ရမ်းပြီးတန်ဖြစ်ကြံခဲ့ရင်လည်းဖြစ်တတ်ပါရှင်။ခွဲစိတ်မှုတစ်ခုခုလှုပ်ထားခြင်းကြောင့်ထွန်၎င်းလက်မောင်းသို့မဟုတ်လက်ပြန်ရိုးကျိုးထားခြင်းကြောင့်ပခုံးကိုအကြာကြီးမလှုပ်ရှားပဲထားရမှလည်းဖြစ်တတ်ပါရှင်။လေ့ကျင့်ခန်းစနစ်တကျလှုပ်ခြင်းတောက်ဆေးထိုးဆေးများတင့်တော်သလိုအသုံးချကုသခြင်းအစစ်အတွင်းသို့စတီရိုက်ထိုးဆေးထိုးပြီးမြင်မြန်သက်သာအောင်ကုသနိုင်ပါရှင်။တခြားနည်းလမ်းများဖြင့်မသက်သာပါကခွဲစိတ်ပြီးကုသနိုင်ပါရှင်။ပခုံးစစ်ခက်ခက်ခြင်းနဲ့ပခုံးစစ်ကြီးပေါင်းယောဂတို့ဟာလက္ခဏာချင်းဆင်တူတက်ပြီးဖြစ်ပွားပုံနဲ့ကုသပုံချင်းမတူကြပါဘူးရှင်။ဒီလူကတင်းလက်ကိုဝိုင်းမပြီးတော့လဲအစစ်ကတောက်နေပြီးမြောက်မရပါကပိုးဆန်းရှိုးတာဖြစ်နိုင်ပြီးကြီးပေါင်းဖြစ်ပါကနာကျင်နေတော့လဲဒီလူကဝိုင်းမြောက်ပြီးလည်းရင်လှုပ်ရှားလို့အနေငယ်ရနိုင်ပါသေးရဲ့ရှင်။ဓာတ်မှန်ရရင်ဖိုးဆန်ရှိုးရမှာပုံမှန်တိုင်းတာတွေ့ရတတ်ပြီးကြီးပေါက်မှာတော့အယိုးတက်များကိုတွေ့ရနိုင်ပါရဲ့ရှင်။ပခုံးကိုလှုပ်ရှားလိုက်ရင်အယိုးချင်းပုတ်တန်သို့မဟုတ်ကြောက်ကြဆိုပြီးအတန်များကြားရပါကကြီးပေါက်ဖြစ်နိုင်ခြေပိုများပါရဲ့ရှင်။ပခုံးစစ်ကတ်ခြင်းကအချိန်တစ်ခုကြာလိုက်ရင်ပြန်ကောင်းသွားနိုင်ပြီးကြီးပေါက်ကတော့နာတာရှည်ယောဂဖြစ်တတ်ပြီးအပိပြဖို့ခဲရင်ပြီးစနစ်တကျဂရုစိုက်ကုသရမှာဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးကိုဆုံးထိနားထောင်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်။